Hello guys ကဲဒီနေ့မှာတော့ kind of ဆိုတဲ့စကားစုလေးကိုရှင်းပြပါမယ် kind of ဆိုတာကိုအမျိုးအစားတစ်ခုပဲလို့သိထားလို့ရှိရင်မှားနိုင်ပါတယ် native speaker တွေကဘာကြောင့် kind of ကိုနေ့တိုင်းနေ့စဉ်စကားပြောမှာထည့်ပြီးတော့သုံးနေတာလဲဒါလေးကိုတခြားလေးရှင်းပြထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သိချင်ပါတယ် let's dive in kind of ကအဓိပ္ပာယ်နှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ kind of အနည်းငယ်တော်တော်လေးနည်းနည်းဒီအသုံးလေးဖြစ်ပါတယ်ဒီအသုံးကစကားပြောမှာအရန်အသုံးများတဲ့ meaning လေးလည်းဖြစ်ပါတယ်ကဲ example လေးတွေကိုကြည့်လိုက်ရအောင် I am kind of hungry ငါနည်းနည်းပိုက်စားနေတယ် she is kind of shy သူမကနည်းနည်းရှက်တတ်တယ် I am kind of busy right now ငါအခုနည်းနည်းလှုပ်များနေတယ် I am kind of forgot about it ငါအဲ့ဒါကိုမေ့မလို့ဖြစ်သွားတယ်ကဲနံပါတ်2အမျိုးအစားကတော့ a kind of အမျိုးအစားတစ်မျိုးဒီလိုအဓိပ္ပာယ်ရပါတယ် This is a kind of fruit ဒါကတစ်တီအမျိုးအစားတစ်မျိုးပါ A rose is a kind of flower နှင်းစီကပန်းအမျိုးအစားတစ်မျိုးပါ This animal is a kind of bird ဒီတိရစ္ဆာန်ကငှက်အမျိုးအစားတစ်မျိုးပါဒီလိုလေးသုံးပါတယ်native speaker တွေက kind of ကို kind of လို့လည်းအတန်ထွက်တတ်ကြပါတယ်ဥပမာ I kind of tired ဒီလိုလည်းသုံးပါတယ်သူနဲ့အဓိပ္ပာယ်တူတဲ့ meaning လေးတွေကိုလည်းတစ်ခါလေးပြောပြလိုက်ပါမယ် a little နည်းနည်း I'm a little tired ငါနည်းနည်းပင်ပန်းနေတယ် a bit နည်းနည်း I'm a bit busy ငါနည်းနည်းအလုပ်များနေတယ် sort of သူကလည်း kind of နဲ့အဓိပ္ပာယ်အတူတူပါပဲ I'm sort of confused ငါနည်းနည်းရှုပ်ထွေးနေတယ်ဒီလိုလေးတွေသုံးပါတယ်မှားတတ်တဲ့ပုံစံလေးတွေကိုလည်းတစ်ခါလေးပြောပြလိုက်ပါမယ် she is kind shy ဒီလိုသုံးလို့မရပါဘူး she is kind of shy adjective ရဲ့အရှိမ kind of လို့အပြည့်အစုံသုံးရပါမယ်ခါရင်းနားလဲတော့အောင်လို့ comment မှာ kind of ကိုသုံးပြီးတော့စမ်းနယ်လေးတစ်ချောင်းစီရေးခဲ့တော့စာလေးလည်းပြင်ဆင်ပေးပါမယ်ရှင်အားလုံးပဲ bye bye